အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနိုင်ငံတော်ဝင်မိသားစုရဲ့အလွန်ဝမ်းနည်းကြေးကွဲစရာကောင်းတဲ့နန်းတွေသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်တူတူကြည့်လိုက်ကြအောင်လားရှင်ထိုင်းဘရင်မဟာဝီဇယာလောင်ကွန်ရဲ့သမီးတော်ကြီးမင်းသမီးဘာဂျာကီတီယာဘာဟာ3နှစ်ကျော်ကြာစေကုသမှုခံယူနေရမှာကွယ်လွန်သွားပြီဖြစ်ကြောင်းထိုင်းနိုင်ငံကဇွန်လ12ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်နန်းတော်ရဲ့ထုတ်ပြန်ချက်အရသက်တော်48နှစ်ရှိပြီဖြစ်တဲ့မင်းသမီးကြီးဟာပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကကွယ်လွန်ခဲ့ခြင်းပဲဖြစ်ပါတယ်။မင်းသမီးကြီးဟာဘန်ကောက်မြို့ရှိချူလာလောင်ကောမင်းကြီးအထိမ်းအမှတ်ဆေးရုံကြီးမှာ3နှစ်ကျော်ကြာဆေးကုသမှုခံယူနေခဲ့ရတာပါ။ပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီးတော့ဦးမကြီးရောင်ရမ်းရာကနေတဆင်ဝမ်းပိုက်အတွင်းပြင်းထန်တဲ့ပိုးဝင်ကူးစက်မှုတံကိုခံစားခဲ့ရပြီးတော့သွေးဖိအားကျဆင်းခြင်းနဲ့နှလုံးခုန်မမှန်ခြင်းတို့ကြောင့်အခြေအနေပိုမိုဆိုးရွားလာခဲ့တယ်လို့သိရပါတယ်။မင်းသမီးကြီးဘာဂျာကီတီယာဘာဟာလွန်ခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလအတွင်းကနခေါရချာစီမာခရိုင်မှာခွေးလေးတွေကိုလေ့ကျင့်ပေးနေစဉ်အတွင်းမှာနှလုံးရောဂါအခြေအနေကြောင့်ရုတ်တရက်သတိလစ်လဲကျသွားခဲ့တာဖြစ်ပါတယ်။အဲ့ချိန်ကစပြီးတော့ဆေးရုံမှာတတိမေ့မျောပြီးတော့ကိုမဝင်နေခဲ့တာဟာအခုဆိုရင်3နှစ်ကျော်4နှစ်နီးပါးကြာမြင့်နေခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုရေရှည်ကုသမှုခံယူနေစဉ်အတွင်းမှာပဲဝမ်းပိုက်အတွင်းပိုးဝင်တဲ့တံကိုထပ်မံခန်းစားခဲ့ရပြီးကွယ်လွန်သွားခဲ့တာမို့လို့ထိုင်းပြည်သူတွေကြားမှာအလွန်အမင်းကိုဝမ်းနည်းကြေကွဲနေကြရတာပဲဖြစ်ပါတယ်။မင်းသမီးကြီးဟာကမ္ဘာကျော်ကော်နယ်ယူနီဗာစီတီကနေဥပဒေဘွဲ့ရရှိထားတဲ့သူဖြစ်ပြီးတော့ဩစတြေးလျနိုင်ငံဆိုင်ရာထိုင်းတန်အမတ်ကြီးအဖြစ်၎င်း UN Women အဖွဲ့အစည်းနဲ့ကုလသမဂ္ဂဆိုင်ရာအဆင့်မြင့်ရာထူးနေရာတွေမှာလည်းကောင်းမွန်စွာတာဝန်ထမ်းဆောင်ခဲ့လို့လူထုကြားမှာအလွန်ရှည်ပန်းစားပြီးတော့ချစ်ခင်လေးစားခြင်းခံခဲ့ရတဲ့စံပြမင်းသမီးတစ်ပါးပဲဖြစ်ပါတယ် I would like to express my sincere gratitude for the honor you have given me by electing me as the chairperson of the 21st session of this Crown Commission. အခုလိုမျိုးရိုသေချစ်ခင်ရတဲ့မင်းသမီးကြီးကွယ်လွန်သွားခြင်းအတွက်ထိုင်းပြည်သူပြည်သားတွေကလည်းထပ်တူထပ်မျှဝမ်းနည်းကြေကွဲနေကြရပါတယ်။ เห็นตั้งแต่ท่านเล็กๆเลยค่ะแล้วก็รักท่านด้วยถ้าแลกกันได้เราขอแลกด้วยชีวิตของเราเลยถ้าแลกได้นะเพราะว่าให้ท่านไปช่วยเหลือประชาชนของประชาชนเรานะครับและท่านก็เรียกว่าเป็นทั้งที่รักแล้วก็เป็นทั้งผู้ที่มีบุญคุณกับประชาชนทั่วไปนะครับเพราะนั้นการจากไปของท่านครั้งนี้ก็รู้สึกเสียใจแล้วก็မင်းသမီးကြီးလည်းကောင်းရာသူကလေးလာပါစေကြောင်းစုမုံကောင်းတောင်းရင်းနဲ့ဒီနေ့ရဲ့သတင်းလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်ကြည့်ရှုအားပေးနေကြတဲ့သူများအားလုံးကျေးဇူးထူးပဲတင်ရှိပါရရှင်Let's watch together.